အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာ Outline Manager app ကိုအသုံးပြုပြီးတော့ Outline key တခုဘယ်လိုအလွယ်တကူပြုလုပ်ရမလဲဆိုတာကိုပြောပြပေးတော့မှာဖြစ်ပါတယ်ပြီးခဲ့တဲ့ရှေ့တစ်ခေါက်ဗီဒီယိုမှာတော့Master Plan Portal ကိုအသုံးပြုပြီးတော့ Outline key တွေထုတ်လုပ်တဲ့ပုံစံကျွန်တော်ပြောပြခဲ့တယ်ဒါပေမဲ့အဲ့ဒီအဆင့်ကနည်းနည်းရှုပ်တယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ကဒီကောင်လေးကိုစမ်းကြည့်လို့ရတယ် Okay အဲ့တော့ပထမဦးဆုံးမိတ်ဆွေတို့လောက်အောင်မှာက get outline.org ကိုတွားပြီးတော့ get outline manager ကို download ဆွဲလိုက်ဒီမှာမိတ်ဆွေတို့ရဲ့ OS ကပါလဲWindows ဆိုလို့ရှိရင်လည်း Windows အတွက် download ဆွဲပေးလိုက်နော်ကျွန်တော်ကတော့ download ဆွဲပြီးတော့ install လုပ်ပြီးသားဆိုတော့မတောင်းပြတော့ဘူးအဲ့တော့နောက်တစ်ခုမိတ်ဆွေတို့မှာရှိရမှာက VPS server တစ်လုံးရှိဖို့လိုတယ်ကျွန်တော်ကတော့ Linux ကနေ VPS server တစ်လုံးဝယ်ထားတယ် Okay အဲ့ဒီနှစ်ခုပြီးသွားပြီဆိုလို့ရှိရင်မိတ်ဆွေတို့ကဒီ VPS server တွေကိုအရင်ဆုံး login ဝင်လိုက်မယ်ကျွန်တော် terminal ကိုဖွင့်လိုက်ပြီးဆိုရင် password 8နဲ့ VPS ကို login ဝင်မယ် password တောင်းရင် password ရိုက်လိုက်Okay ဘယ်အရာမှမစခင်မှာကျွန်တော်တို့ရဲ့ OS ကUbuntu OS ဖြစ်တဲ့အတွက် sudo update တော့အရင်ဆုံးလုပ်ပေးရမယ်ခဏတော့ Okay ဒါပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ outline မိတ်ဆွေတို့တွင်းထားတဲ့ outline manager app ကိုဖွင့်လိုက်ဒီလိုလေးပေါ်လာလိမ့်မယ်ဒီနေရာမှာဘာမှရွေးစရာမလိုဘူးမိတ်ဆွေတို့ကဒီအောက်ဆုံးကဒီ event နဲ့က setup ကိုနှိပ်လိုက်ပြီးတော့ဒီ command လေးရှိတယ်အဲ့ဒီ command ကို copy ကူးပြီးတော့မိတ်ဆွေတို့ရဲ့ Sonaga VPS server တွေကိုပြန်ဝင်ပိတ်ချလိုက်ဒါတောင်းလို့ရှိရင်ကျွန်တော် Y ပဲနှိပ်လိုက်ဒေတာမရှိဘူးအဲဆိုကျွန်တော် Docker သွင်းနေတယ်ခဏဆောင်โอเคပြီးပါပြီဒါဆိုလို့ရှိရင်မိတ်ဆွေတို့ဒီနေရာမှာ object လေးတစ်ခုထွက်လာလိမ့်မယ်အဲ့ဒီကောင်လေးဒီအစိမ့်လေးနဲ့လေအဲ့ကောင်လေးတစ်ခုလုံး copy ကူးလိုက်ပြီးတော့ဆွတ်နှက်က outline manager app ကိုတွားပြီးတော့ဒီနေရာမှာပိတ်ချလိုက် okay ဒီမှာဒီခလုတ်လေးပေါ်လာပြီဆိုလို့ရှိရင် done နှိပ်လိုက်ဒါဆိုရင်ပြီးသွားပြီမိတ်ဆွေတို့ကဒီမှာ key အသက်ထပ်ထည့်လို့ရတယ်ပြီးတော့ရင်ဒီကောင်လေးက data limit ပေးလို့ရတယ်ပြီးတော့နောက်ထပ် key link ကိုကြတော့ဒီကောင်လေးကိုနှိပ်လိုက်ပြီးတော့ရင်ဒီအောက်မှာ asset key ဆိုတာရှိတယ်အဲ့ကောင်လေး copy ကူးလိုက်အဲ့ဆိုရင်မိတ်ဆွေတို့ထုံးစံအတိုင်းဒီဖုန်းမှာပဲဖြစ်ဖြစ်ကွန်ပျူတာမှာပဲဖြစ်ဖြစ်ဒီ outline app ကိုတွားပြီးတော့ပေးချလိုက် connect လုပ်လိုက်ဒါဆိုလို့ရှိရင်မိတ်ဆွေတို့ outline VPN တကူကိုယ်တိုင် set up လုပ်လို့ရသွားပြီအားလုံးကျေးဇူးတင်ပါတယ်